Lingual Stars, welcome back to Jay's Lingualing. အားလုံးကို Jay's Lingualing ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ဗီဒီယိုလေးကတော့ tricky word ဆိုတာဘာလဲဆိုတာမသိတဲ့မိဘတွေနဲ့တာတာမီမီလေးတွေအတွက် sharing အနေနဲ့လုပ်ပေးသွားချင်ပါတယ်ရှင်။ sharing လုပ်ပေးတာနဲ့တူတူ exercise လေးအသေးလေးလုပ်သွားပေးမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် tricky word ဆိုတာကတော့ phonics rules တွေနဲ့အတူတူဖတ်လို့မရတဲ့စကားလုံးတွေ for example ဥပမာကတော့ do ပေါ့နော် d ဆိုရင် d O ဆိုရင် O D O do အဲ့လိုဖတ်လို့မရပါဘူး D O do သူကဘလို့နီးနဲ့ပဲဖြစ်ဖြစ်မျက်စိနဲ့ပဲကြည့်ပြီးတော့ on နဲ့မှတ်ရတယ် look see and remember ဒီလိုနီးနဲ့ပဲတွားရတာပါဒါကြောင့်မို့လို့ကြက်တွေလေးနှုတ်တိုက်တယ်လို့မျိုး D O do အဲ့လိုဖတ်စရာလည်းမလိုပါဘူးသူ့ကိုမှတ်ရမယ့်နည်းလမ်းလေးကတော့ look and see and remember and cover and write down write and read ကြည့်မယ်မြင်ရင်ဖတ်မယ်မှတ်မယ်ချရေးမယ်ချရေးတဲ့အခါအတန်ထွက်ပြီးတော့ do do ဒါဆိုလို့ရှိရင်ကလေးလေးတွေက tricky words တွေကိုမှတ်မိလို့ရပါတယ် phonics တွေနဲ့ကလေးတော်တော်များများကတော့ဒီ tricky words လေးတွေကိုမှတ်ရတဲ့အနည်းနဲ့ပဲသွားတာဖြစ်တဲ့အတွက် reading တွေ့တဲ့အခါသူတို့က tricky words ဆိုအရင်ပြောပြီးတော့မှ do ဒီလိုမျိုးသွားတာဖြစ်ပါတယ်ဒါဆိုရင်တခြား tricky words လေးတွေလည်းလေ့လာလို့ရအောင်ဒီမှာ slide လေးနဲ့တူရှင်းပြချင်ပါတယ်ရှင်အားလုံးပဲစောင့်ကြရအောင် So everyone, let's start about tricky words. Tricky word လေးအကြောင်းကိုစလိုက်ကြရအောင်။ Okay, tricky words တွေအကြောင်းကိုတာတာမီမီတို့ကိုပုံဖော်သွားပေးမယ်။ကိုကောင်လေးတွေကတော့10ကောင်စုစုပေါင်းရှိပါတယ်။ဒါဆိုတာတာမီမီတို့မှတ်ရမယ့်စကားလုံးလေးတွေက10လုံးရှိပါတယ်။ Are you ready? Let's go. So the first two caterpillars, they are talking about you, I, and me. You, I and me. Number 3 caterpillar said where. W-H-E-R-E where. ဘယ်မှာလဲဘယ်နေရာမှာလဲအမေကတာတာမီမီတို့ကိုစားစရာစပွဲပေါ်မှာတင်ထားတယ်တာတာမီမီတို့ကမတွေ့ဘူးမတွေ့တဲ့အခါကျရင် where ဘယ်မှာလဲ Okay, next caterpillar he said do. D-O, do. Next one says he, H-E, he. H-E, he for the boys. Next one, blue caterpillar. She said S-H-E, she. She for the girls. Next two caterpillars are coming. We. W-E, we. A-R-E, R. R. The last two caterpillars say hi. They said the. T-H-E, the. Next one and the last one said S-O-M-E, sun. S-O-M-E, sun. Alright, so these are some tricky words I want to share. ဒါဆိုရင်ဒီတစ်ပတ်မှာတတမီမီတို့အတွက်ဖတ်ရခက်တဲ့ phonics နည်းတွေနဲ့ဖတ်လို့မရတဲ့စကားလုံးလေး10လုံးကိုရှင်းပြသွားပေးတာဖြစ်ပါတယ်။ဒါဆိုရင်တတမီမီတို့အိမ်မှာ caterpillar လေးတွေကိုကြည့်ပြီးတော့ခဏခဏဖတ်ရင်းနဲ့ဒီစကားလုံးလေးတွေကိုမှတ်မိကြမယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Have a good day and bye bye. See you next time.